အာဖရိကမှာအစိုးရတွေနဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့တွေကပတ်စံတန်းချီသုံးပြီးကာကွယ်နေရတဲ့တရိတ်ဆန်၃မျိုးရှိပါတယ်။နံပါတ်1တစ်ချိန်ကတင်းချီရှိခဲ့တဲ့ Black Rhino များဒီမျက်စိမင်းမင်းနဲ့ချစ်စရာ Black Rhino လေးတွေကယခုခါမျိုးတွန်းကာနီအထိအန်တရနဲ့ရင်ဆိုင်နေရပါတယ်။သူ့ရဲ့လှပတဲ့ဦးကြိုတွေကအလွန်မြင့်မားတဲ့တရားမဝင်ဖန်ဆီးတပ်ဖြတ်မှုကိုဦးတည်နေပြီးယခုအချိန်မှာအကောင်အရေအတွက်6900ကျော်လောက်ပဲကျန်ရှိနေပါတယ်။ Anti-poaching unit တွေ armed patrols တွေနဲ့24/7ကာကွယ်နေရတဲ့ဒီ Black Rhino ဟာ Africa Conservation Symbol တစ်ခုပါ။ Number 2 Ivory ကြောင့်အလွန်အမြင့်တပ်ဖြတ်ခံရတဲ့ elephant များမိသားစုကိုအရန်ချစ်တတ်သူများလို့နာမည်ကြီးတဲ့ဒီ elephant လေးတွေကတော့လက်တလောခန့်မှန်းချက်အရ135,000လောက်ပဲကျန်ရှိနိုင်ပါတယ်။တစ်တော်ပြုံနီးမှုနဲ့ Ivory Trade ကြောင့်အရေးအတွက်ရော့နဲလာခဲ့တဲ့အတွက် National Parks များစွာမှာ Drone Surveillance တွေ Satellite Tracking နဲ့ကာကွယ်ထားရပါတယ်။ Elephant တစ်ကောင်ပျောက်သွားတိုင်းတဘာဝတစ်စိတ်ပိုင်းပျောက်သွားတာပါပဲ။ Number 3တခိုင်က250လောက်ပဲကျန်ခဲ့ဘူးတဲ့ Mountain Gorilla များ Conservation effort ကြောင့်ယခုအချိန်မှာ1000ကျော်ပြန်တက်လာပြီးမဲ့အန်ဒီယေကတော့ဆက်လက်ရှိနေသေးပါလူသားနယ်မြေချဲ့ထွေမှုနဲ့ယောဂများကြောင့်နေစရာဘုံပြောက်လာတဲ့သူတို့ကို specific mountain region တွေမှာပဲထိမ့်သိမ်းနေပါတယ်။ Africa Tourism ရဲ့ဝင်ငွေကိုတောင် Gorilla ကာကွယ်ရေးအတွက်ပြန်သုံးနေရပါတယ်။ဒီတရိတ်ဆန်တွေကိုမကာကွယ်နိုင်ရင်အာဖရိကတဘာဝလောကရဲ့အစိတ်အပိုင်းတစ်ခုထာဝရပျောက်ကွယ်နိုင်ပါတယ်။ဒီလိုဗဟုသုတရဖွယ်အကြောင်းအရာတွေကိုသိရဖို့ like နဲ့ follow ဖို့မမေ့နဲ့နော်။